ကဲအားလုံးပဲမင်္ဂလာပါဗျာရီယယ်နဲ့ပြင်သစ်တိုက်စစ်မှုအမ်ဘပေတယောက်ပြီးခဲ့တဲ့ပြင်သစ်နဲ့ယူကရိန်းပွဲစဉ်မှာသူ့ professional ကစားသမားဘွားတစ်လျှောက်သွင်းကို400ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်ပြင်သစ်တိုက်စစ်မှုအနေနဲ့အဆိုပါပွဲစဉ်မှာသွင်းကို2ကိုသွင်းယူနိုင်ခဲ့သလိုပြင်သစ်အသင်းကို2026ကမ္ဘာဖလားဆင်မြင့်တဲ့အစောဆုံးပို့ဆောင်ပေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်အမ်ဘပေအနေနဲ့ professional ကစားသမားဘွားတစ်လျှောက်သွင်းကို400ပြည့်ခဲ့ပြီးသူ့ရဲ့မှတ်တမ်းတွေအရမက်ဆီနဲ့ရိုနယ်ဒိုကိုအမိလိုက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်စစ်တမ်းတွေအရအမ်ဘပေအနေနဲ့အသက်26နှစ်10လနဲ့24ရက်မှာဂိုး400ပြည့်ခဲ့ပြီးမက်ဆီကတော့အသက်28နှစ်3လနဲ့3ရက်မှာဂိုး400ပြည့်ခဲ့ပါတယ်။လက်ရှိသွင်းဂိုးများသောကစားသမားအဖြစ်ရပ်တည်နေတဲ့ရိုနယ်ဒိုကတော့အသက်28နှစ်17လနဲ့1ရက်မှာသွင်းဂိုး400ပြည့်မြောက်ခဲ့ပါတယ်။လက်ရှိစစ်တမ်းတွေအရအမ်ဘပေရဲ့သွင်းဂိုး400ပြည့်တဲ့အသက်ဟာမက်ဆီရိုနယ်ဒိုရဲ့အသက်အပြင်ပိုပြီးငယ်နေတာကိုတွေ့ရပါတယ်။အမ်ဘပေအနေနဲ့ဂိုး400ပြည့်ဖို့938ပွဲကစားခဲ့ရသလိုမက်ဆီကသွင်းဂိုး400ပြည့်ဖို့925ပွဲသာကစားခဲ့ရပါရိုနယ်ဒိုကတော့သွင်းဂိုး400ပြည့်ဖို့653ပွဲထိကစားခဲ့ရပါတယ်ဒီမှတ်တမ်းတွေမှာတော့မက်ဆီကဂိုး400ပြည့်ဖို့အခြားကစားသမား2ဦးထက်ပွဲရည်အတွက်နည်းခဲ့ပြီးပွဲနေနဲ့ဂိုး400ပြည့်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်လက်ရှိအမ်ဘပေအနေနဲ့ဂိုး400ပြည့်ချိန်မှာစူပလာ20စုခုထားနိုင်ပြီးမက်ဆီအနေနဲ့လည်းဂိုး400ပြည့်ချိန်မှာစူပလာ20ရရှိထားခဲ့ပါတယ်ချန်ပီယံလိ3စုလာလီဂါ6စုကတော့အဓိကဖလားတွေဖြစ်ပါတယ်ရိုနယ်ဒိုအနေနဲ့ဂိုး400ပြည့်ချိန်မှာစူပလာ73ခုသာရရှိထားပါတယ်အမ်ဘပေအနေနဲ့လက်ရှိရိုနယ်ဒိုနဲ့မက်ဆီကိုမမီနိုင်သေးတာကချန်ပီယံလိစူပလာမရသေးတာပါအမ်ဘပေကဂိုး400ဆိုတာကအချို့ကစားသမားတွေတဲ့တိတ်ပြီးထူးခြားတာမျိုးတော့မဟုတ်ပါဘူးကျွန်တော်အနေနဲ့နောက်ထပ်ဂိုး400ထပ်လိုနေပါသေးတယ်ကျွန်တော်အနေနဲ့ဘလုံးသမိုင်းမှာမှတ်ကြောက်တင်တဲ့ကစားသမားဖြစ်အောင်ကြိုးစားဖို့အများကြီးလိုပါသေးတယ်ကျွန်တော်အနေနဲ့နောက်ထပ်တစ်ဆင့်ကိုသွားချင်ပါသေးတယ်လို့ပြောကြားခဲ့ပါတယ်အမ်ဘပေအနေနဲ့ရိုနယ်ဒိုကိုသူ့ဆံပြကစားသမားလို့မှတ်ယူထားတာကြောင့်သူ့ကိုယ်သူရိုနယ်ဒိုလိုတီဆောက်နေသူတူလည်းဖြစ်ပါတယ်